တွေ့တာသူတော့ရှိပါတယ်ตาရတဲ့ဘဝတစ်ခုစောက်ရန်ရည်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ငိမ်တော့တနေ့ရတော့တစ်စုံတစ်ခုတော့အကြောင်းနဲ့ပြဲသွားမြဲမယုံကြည်နိုင်တော့အောင်အခြေအနေတွေတိုက်ဆိုင်တော့ကွယ်နောက်တစ်ခါအတွက်လဲမရဲချေရတယ်လက္ခဏာဆရာကပြောတဲ့မေရဲ့နှလုံးသားညောင်းမှကြုံခနေတယ်မိမနဲ့ပတ်သက်လာရင်အမြဲတမ်းပဲကန်ဆုံးနေမယ်အခမသိရဲ့အခြေကြီးအတွက်ကိုတတောင်ရန်ရှာလိုက်မဲ့မြတ်ကန်